မျိုးသမီးတစ်ယောက်ဟာအလွန်အမင်းဒေါသထွက်ပြီးပစိန်တလက်ကိုဆွဲကာအိမ်ထဲမှာခြောက်လန့်နေတဲ့လျှို့ဝှက်စမ်းကြဲတဲ့ဝိညာဉ်ကိုခုတ်ချလိုက်ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲအိမ်တအိမ်လုံးဟာပြင်းထန်စွာတုန်ခါသွားပါတော့တယ်။တကယ်တော့ဒီဖြစ်ရမတိုင်ခင်မိနစ်ပိုင်းအလိုကအဲ့ဒီဝိညာဉ်လေးဟာအခန်းကိုတန်ရှင်းရေးလုပ်ပေးနေတာဖြစ်ပြီးရုတ်တရက်ဆိုသလိုသူ့လက်မှာဒဏ်ရာတစ်ခုရသွားခဲ့ပါတယ်။လှည့်ကြည့်လိုက်တဲ့အခါတစ်သားထည်တွေကိုငှက်ငယ်လေးတစ်ကောင်ကလာပြီးစိတ်နေတာကိုတွေးလိုက်ရလို့စိတ်ပြက်လက်ပြက်နဲ့ပဲမောင်းထုတ်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှင်မအစ်ရောက်လာတာကြောင့်ဝိညာဉ်လေးဟာကျမ်းပြင်အောက်မှာချက်ချင်းပုံအောင်ပြီးအယုတ်ကလေးတစ်ယုတ်အဖြစ်အသွင်ပြောင်းလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကအယုတ်ကိုကြည့်ပြီးရုပ်ဆိုးလိုက်တာဆိုကအမိုက်ပုံးနဲ့လွှင့်ပစ်လိုက်ပါတယ်။အပေါ်ထက်ကိုတက်သွားတဲ့အခါမှာလဲသူမကကော်စောဟောင်းတစ်ခုကိုကန်ကြောက်ပြီးစပွဲပေါ်ကပစ္စည်းတွေကိုအလိုက်ရန်တရန်လွှင့်ပစ်ခဲ့ပါတယ်။ဒါပေမဲ့ဝိညာဉ်လေးကတော့သူမလုပ်သမျှကိုအချိန်တိုင်းစိတ်ရှည်လက်ရှည်နဲ့လိုက်လံတက်ရက်ပေးခဲ့ရှာပါတယ်။နောက်ဆုံးမှာတော့ဝိညာဉ်လေးလည်းတီးမခံနိုင်တော့ပဲသမီးရုပ်လေးကိုလှုပ်ခါပြပြီးသူမကိုထိတ်လန့်အောင်လုပ်လိုက်တဲ့အပြင်ကျမ်းပြင်တစ်ခုလုံးကိုပင်းမြောက်လိုက်တာကြောင့်အမျိုးသမီးဟာလဲကျသွားပါတော့တယ်။အဲဒီနောက်မှာဝိညာဉ်လေးကမိတ်ဆွေဖွဲ့ခြင်းတဲ့သဘောနဲ့လက်ကမ်းပေးခဲ့ပေမဲ့အမျိုးသမီးကတော့အဲ့ဒီအမူအရာကိုရန်လိုပြီးညှင်းပယ်ခဲ့ပါတယ်။ဝိညာဉ်လေးလည်းအောက်ထပ်ကိုထွက်ပြေးပြီးသူ့နောက်ကလှေကားကိုဆွဲဖယ်လိုက်တာကြောင့်အမျိုးသမီးဟာအရှိန်နဲ့ပြုတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူမကလက်မလျှော့ခဲ့ပါဘူး။ဝိညာဉ်လေးကိုထောင်ပိတ်မိအောင်လိုက်လံဖမ်းဆီးတဲ့အခါဝိညာဉ်လေးကသူမရဲ့ခြေထောက်တွေကိုကျမ်းပြင်အကွဲကြောင်းနဲ့ဆွဲချလိုက်ပါတယ်။ဝိညာဉ်လေးအနေနဲ့သူမကိုသင်ခန်းစာတစ်ခုပေးခြင်းယုံတသက်တာဖြစ်ပေမဲ့အမျိုးသမီးကတော့တန်တုတ်တစ်ချောင်းနဲ့သူ့ကိုပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်တာကြောင့်ဝိညာဉ်လေးကဗျာဒဏ်ရာအပြင်းထန်ရသွားခဲ့ပါတော့တယ်